Augmentino ရေးတဲ့ The Greatest Salesman in the World ဆိုတာအယောင်တက်ပညာထက်ဘဝနေထိုင်မှုအမှုပညာနဲ့စိတ်သက်ခွန်အားအတွက်ကဘာကျော်တဲ့ကနဝင်စာအုပ်ပါဒီစာအုပ်ကဝတ္ထုပုံစံမျိုးနဲ့ရေးထားတာပါကလာအုပ်ကျောင်းသားလေးဟာဖစ်ကနေကမ္ဘာအကြီးကျယ်ဆုံးအယောင်သမားကြီးဖြစ်လာဖို့အတွက်သူရရှိခဲ့တဲ့ပြုတ်ဝက်ကျန်းလိပ်တစ်ဆက် Lake the Ten Scrolls အကြောင်းဖြစ်ပါတယ်စာအုပ်ရဲ့အနှစ်သာရဖြစ်တဲ့အောင်မြင်မှုပြုတ်ဝက်ချက်တစ်ဆက်ချက်ကိုဖော်ပြပေးလိုက်ပါတယ်That I will form good habits and become their slave အကျင့်ကောင်းတွေကိုမွေးမြူပြီးအဲ့ဒီအကျင့်တွေရဲ့ကျွန်ဖြစ်ပါစေအကျင့်ကလူကိုဖန်တီးတာမို့လို့ပါ Nick greet this day with love in my heart ဒီနေ့ကိုမေတ္တာစိတ်နဲ့ကြိုဆိုပါမေတ္တာဟာလူတွေရဲ့ခုခံကာကွယ်မှုကိုကြော်ဖြတ်နိုင်တဲ့အကြီးမားဆုံးလက်နက်ပါ3 I will persist until I succeed အောင်မြင်တဲ့အထိဇွဲနှမဲနဲ့ကြိုးစားပါရှုံးနိမ့်မှုဆိုတာတင့်ပြီးတံမှာမရှိပါစေနဲ့4 I am nature's greatest miracle ကျွန်ုပ်ဟာသဘာဝတရားရဲ့အကြီးကျယ်ဆုံးအံ့ဖွယ်တစ်ခုပါကိုတန်ဖိုးထားဖို့နဲ့တူးရဲသောထူးခြားသူဖြစ်ကြောင်းယုံကြည်ဖို့5 I will live this day as if it is my last ဒီနေ့ဟာငါဘဝရဲ့နောက်ဆုံးနေ့ဖြစ်တယ်လို့မျိုးတန်ဖိုးရှိရှိရှင်သန်ပါအတိတ်ကိုနောက်တမရနဲ့အနာဂတ်ကိုကြုံမပူနဲ့6 Today I will be master of my emotions ကိုယ့်ရဲ့စိတ်ခံစားမှုကိုကိုယ်တိုင်ထိန်းချုပ်ပါစိတ်တက်ကြရင်တချင်းဆိုပါဝမ်းနေရင်ရင်မောပါ9 I will laugh at the world လောကကြီးကိုရင်မောလိုက်ပါဘလောက်ပဲခက်ခဲပါစေဒါဟာလည်းခဏပါပဲ This too shall pass လို့မှတ်သားထားပါShift today I will multiply my value 100-fold ကိုယ့်ရဲ့တန်ဖိုးကိုအစပေါင်းရာချီတိုးအောင်လုပ်ပါဒီမှန်းချက်တွေကိုအမြဲမြင့်တင်ပါ I will act now အခုချက်ချင်းလက်တွေ့လုပ်ပါအကြံစီတွေကလက်တွေ့မပါရင်အလကားပါပဲ I will act now လို့ထပ်ခါတလဲလဲရွတ်ဆိုပါ I will pray for guidance လမ်းညွှန်မှုအတွက်ဆုတောင်းပါပစ္စည်းဥစ္စာတွေရဖို့ထက်အဲ့ဒီပစ္စည်းတွေကိုရအောင်ဘယ်လိုစ조사ရမလဲဆိုတဲ့လမ်းပြမှုကိုပဲတောင်းခံပါ